မခံရနဲ့တော့သွားဆက်ဆက်မှုရှိတယ်နော်အခုပလတ်ရှန်တယ်ဒါမှမဟုတ်ဒီနေ့စကားနဲ့ရှန်နေတယ်ဆိုတာတကယ်မှန်တာပဲဟုတ်လားဒီနေ့ဟာသူကရှန်နေတယ်ဟေ့ဆိုတာအဓိပ္ပာယ်ပတ်စံနေအများကြီးရတယ်အဲ့တော့ဘာလို့ခေါ်လဲရှန်တော့အမေဟန်ဖုန်းတွေပါနဲ့အမလီတခါတည်းသူကတခါကားအကောင်းစားနဲ့အိမ်အကောင်းစားနဲ့အိုးအကောင်းစားတွေစားနေငါတို့ခေါ်ပြီးကျွေးနေနောက်ကမှပြောသူတို့ရှန်နေတယ်သူခွက်ပလားပါဖြစ်လေရှန်ဟောတကယ်ပဲကျန်းစာနေညီရဲ့အဲ့စကားမဆိုးဘူးရှန်တယ်သူတော့ခန်းနေပြီဟေ့ဟာပတ်စံတောင်းတော့ချီးပါအောင်ခန်းနေခန်းနေသူကခန်းပဲခန်းနိုင်လို့ကြီးခဏခဏပဲခန်းနေတာပဲဟဲ့ဘာမှမပြောသေးခန်းနေတယ်ဆိုတာနေဘာမှမပြောသေးသူကခန်းနေတယ်စပြောတယ်သူများဆိုတော့ခန်းနေခန်းချောက်ဘာမှမိခွက်ပလားဘာဖြစ်လဲခန်းချောက်တဝက်တော့မရှိဖင်ကပ်ချိုးတဲ့ဖင်ကပ်ပေါ့နော်ချိုးတဲ့သုံးမလို့ပေါ့တကယ်သူကဘလို့သွားမလဲရှန်နေဆိုသူများကိုဝင်ခါလို့ခွက်ပလတ်ရှန်တဲ့ခါမှာကောင်းကြီးသူဘာလို့လဲပြည့်လာပြီးတော့သူများကိုကဝင်ငှရှန်တယ်ဝင်ငှနေဆိုတဲ့အတိတ်နောက်ပရမတော့ကိုကဆန်ငတ်တယ်နောက်တော့ကိုကစမ်းရည်တွင်ပြန်ထွက်လာတဲ့သဘောမျိုးပြောကြတယ်နော်တော့ခွက်ပလတ်သည်ရှန်နေရှိတယ်ဆိုတာကောင်းကြီးတွေကျေးဇူးတော်တွေအရှံပဲခံစားနေရပါတယ်ဆိုတဲ့အတိတ်ဒါကိုလူတွေမြင်ရမယ်သိတာထင်ရှားမယ်လို့ဆိုနော်အဲ့çaဒါတော့စားကြတောက်စရာနေစရာတွေကောင်းကောင်းမွန်မွန်ပြည့်စုံစုံရှိတယ်ဆိုတဲ့အတိတ်နော်ကဲနောက်ဆုံးအငယ်6ကိုသွားတဲ့အခါကဲစသည်ကျွန်ုပ်ဒီဂျေဇုနှင့်ဂရုဏာကိုတစ်သက်လုံးခံစားရထာဝရအိမ်တော်မှာအစဉ်မြဲနေရပါလိမ့်မယ်တကယ်ကိုပဲတခါနှစ်သားရှိပြီးစီလုံးနော်လက်ရှိအသက်တာနောက်ဆုံးတမလွန်အထိပါသူကယူသွားတယ်ခေါ်သွားတယ်ဆာလန်ဆရာကကျွန်တော်တို့ဘယ်ထိအာမခံချက်ကိုခေါ်ပြပေးလဲတမလွန်အာမခံအထိပေးသွားတယ်အဲ့တော့ဒီအချောက်မှာသူနှစ်ပိုင်းမှာကကျေးဇူးနဲ့ဂရုဏာကိုခံစားရတာကယခုဘဝတစ်သက်လုံး all the days of my life no surely goodness and mercy ဒီမှာကြောင့် goodness ဆိုဘုရားကောင်းမြတ်ခြင်းဘုရားသခင်ကောင်းမြတ်ခြင်းနဲ့ဘုရားသခင်ဂရုဏာ sure သိကြတိပိဝသိကြကြ confidence စိတ်ချလက်ချနဲ့ငါတစ်သက်တာလုံးခံစားရ all the days of my life ဒါယခုဘဝနဲ့ဆိုင်တယ်အဲ့တော့ကိုယ့်ရဲ့နေ့ရက်ကာလနေ့ရက်တိုင်းဟာဘုရားသခင်ရဲ့ကောင်းကြီးကျေးဇူးဂရုဏာနဲ့ဆောက်ရှောက်ကွယ်ကာပို့ဆောင်ခြင်းခံစားရတယ်ဘုရားသခင်ရဲ့ကျေးဇူးဂရုဏာမခံစားတဲ့နေ့ရက်တည်းရက်များရှိပါသလားမရှိဘူးဘယ်လိုပြောလဲ all the days of my life နေ့ရက်အစဉ်အားလုံးကိုထည့်တွက်သွားတယ်အဲ့တော့ဘုရားသခင်ကျေးဇူးဂရုဏာမခံရတည်းရက်မှာမရှိဘူးဒီဥစ္စာဘုရားဆွဆွဲစရာအကြောင်းမရှိဘူးဒီဥစ္စာနော်အဲ့တော့ဒါကူက confidence ရှိရမယ်စိတ်ချမှုရင်းရင်ချင်းရှိရမယ်ဘာလဲဘုရားသခင်ကျေးဇူးနဲ့ဂရုဏာကောင်းမြတ်ခြင်းကိုဘာဖြစ်လဲနေ့ရက်စဉ်တိုင်းခံစားရတယ်ပြောပါရဲတင်းပြောပါဒီဥစ္စာနော်အများဆုံးပြတချို့က not sure not yet မခံစားရသေးဘူးမသိကြဘူးကောင်းကြီးခံရတယ်ပြောလဲမမှားပါဘူးပေါ့လေတိတ်မများမရပြင်မဲ့လဲနည်းနည်းပါလဲဒါကောင်းကြီးခံတယ်လို့ပြောတယ်ရပါတယ်ကျေးဇူးတော်ပဲပေါ့လေခါကတော့ပြောကြတယ်တော့ချင်းချင်းနဲ့ပြောကျေးဇူးတော်ပဲပေါ့လေကောင်းကြီးတော်လေပြောရမှာပေါ့သူကချင်းစကလုံးမှားမှာဆိုပြီးတော့ပြောနေတယ်သူကသိချမှုစိတ်ချမှုမရှိဘူးဒီမှာအဲ့လိုမပြောသိကြတယ်ရင်းဆိုတာပြောတယ်ဖျားကောင်းမဲ့ချင်းကျေးဇူးဂရုဏာတစ်သက်လုံးနေ့ရက်စဉ်တိုင်းခံစားရတယ်လို့ဆိုပြောပါလို့ဆိုပြောတဲ့အတိုင်းတကယ်ဖြစ်လာမယ်ဆိုနော်ပြီးတော့တမလွန်ထီကိုအာမခံချက်ကသွားတယ်ဘယ်လိုသွားလဲထောက်ထိုက်အိမ်တော်မှာအစဉ်အမြဲနေရပါမယ်အဲ့ဒါမဟုတ်ကလားမဒီအိမ်လို့ပြောတယ်လားနော်ဘရာဇိုသူတို့ဒီရှီလောမြို့မှာအေလီဘုရားသခင်အိမ်တော် House of God ဆူတောင်းရအိမ်ဆိုအဲ့ဒီကနေသွားနောက်ဆုံးဒါဝိမင်းကဇီးုံတော်မို့ဗြိတိန်တက်တာပြန်တည်လာပြီးတော့ဘုရားသခင်အိမ်တော်သူဆောက်မယ်စဉ်းစားဘုရားပေးဆိုရှောလမုန်ဘုရားသခင်အိမ်တော်ဆောက်အဲ့ဒီ temple ဆိုဗိမာန်တော်ဖြစ်သွားတာဘုရားသခင်အိမ်တော် idea တွေကလာဓမ္မတိဘက်မှာကျတော့အိမ်တော်လို့ပြောတဲ့အခါမှာဘုရားကြောင့်ပြောတာမဟုတ်အသင်းတော်ပြောတာဘုရားသခင်အိမ်တော်လို့ပြောတဲ့အခါမှာဒီမနေ့အိမ်ကနေ
ဒီကိုထွက်လာတော့ပြမမိတယ်ဘယ်သွားမလဲဖျားသိအိမ်တော်သွားမလို့ကိုပြောမိခဲ့တာဘယ်သွားမလို့တော့ဖျားသိအိမ်တော်ဟဲ့လားမစောဘူးလားမစောပါဘူး10 နာရီကျော်နေမဟုတ်ဘူးလေနည်းနည်းမစောဘူးလားဖျားသိအိမ်တော်သွားမလို့ဆိုအားလုံးပဲမိသားစုလိုက်ဟဲ့ဟာလားအဲ့မှာနားလည်မှုလဲမေးတဲ့လူဖြေတဲ့လူနဲ့ဘာတွေမှားသွားလဲသူစားဒီဘက်ကနားလေတာတစ်မျိုးအဲ့ဘများသောနားလဲအိမ်တော်ပြန်သွားတယ်ဖျားသိအိမ်တော်ဆိုဘာဖြစ်လဲခရစ်တော်နဲ့အိပ်ပျော်သွားတယ်ဆိုပြန်သွားတယ်ဆိုတာဖြစ်နေတယ်ကိုပြောတာမဖျားရှိခိုးတဲ့ဟာပြောတာမဟုတ်ဘူးဒီဥစ္စာဒါအနီတော်မန်တို့အိမ်ပဲဒီဥစ္စာဖျားသိအိမ်တော်ဒါပေမဲ့အန်ဒီကဆက်ကတ်ထားတယ်ဖျားသိအိမ်တစ်ဖွဲအသုံးပြုတာတစ်ပိုင်းမှမှာဒါဖျားသိအိမ်တော်လို့ပြောတဲ့ခါမှာဒီဘောနဲ့ဆိုင်တော့ဘာနဲ့ဆိုင်သွားတမလို့နဲ့ဆိုင်ဒါရှိရခရစ်ဝင်ခန်းကြီး14ငယ်1ကနေ3မှာရင်းရှုပြောငါအဖကြီးအိမ်တော်၌နေစရာအခန်းအများရှိသို့မဟုတ်လေမဟုတ်ကြောင့်သင်တို့ငါမပြောရထို့